မိဘကြီးစုကိုလှစ်လျူရှုပြီးအတ္တနဲ့မာမာနကြောင့်လမ်းမရောက်ခဲ့တဲ့သမီးတစ်ယောက်အကြောင်းကိုသင်ခန်းစာရဖွယ်ဇာတ်လမ်းရှိဖြစ်ပါတယ်ဗျာ။နောင်တမျက်ရည်နှင့်အမိုက်မောင်ရုန်းကန်ခဲ့ရသောမေတ္တာဦးဖိုးနှင့်ထော်မြတို့သည်ရွာငယ်လေးတစ်ရွာတွင်နေထိုင်ကြသည့်ဆင်းရဲနွမ်းပါသောလေသမားလင်မယားဖြစ်သည်၎င်းတို့တွင်တီရိဆိုသောတဦးတည်းသောသမီးလေးရှိသည်တီရိသည်ငယ်စဉ်ကပင်ထပ်မြက်ပြီးရုပ်ရည်ချောမောသူဖြစ်သည်ဦးဖုံးတို့လင်မယားသည်မိမိတို့လိုပင်ပန်းဆင်းရဲခြင်းကကင်းဝေးစေရန်သမီးဖြစ်သူကိုရုန်းကန်လှုပ်ရှားကာမြို့ပေါ်ရှိတက္ကသိုလ်သို့ပို့၍ပညာသင်ပေးခဲ့သည်မိဘနှစ်ပါးမှာကိုယ်တိုင်ကကောင်းကောင်းမစားကောင်းကောင်းမဝတ်ပေရသမျှငွေကိုသမီးဖြစ်သူစီတို့သာလစဉ်ပုံမှန်ပို့ပြီးခဲ့ကြသည်မာမာနာဤအစမြို့ကြီးတွင်နေထိုင်ကပညာသင်ကြားရင်းတီရိသည်ခင်မိလာသည်သူမဤတငယ်ချင်းများမှာချမ်းသာကြွယ်ဝသူများဖြစ်ကြသည်တီရိသည်မိမိကိုယ်ကိုစင်းရဲသားလက်သမားသမီးဖြစ်ရသည်ကိုရှက်ရွံ့လာသည်တငယ်ချင်းများအားသူမ၏မိဘများသည်နိုင်ငံခြားတွင်စီးပွားရေးလုပ်နေသောတထီးကြီးများဖြစ်သည်ဟုလိမ်ညာပြောဆိုထားခဲ့သည်ပညာဆုံးလို့အလုတ်ကောင်းကောင်းရလာချိန်မှာတော့တီရိဟာရွာကမိဘတွေကိုလုံးဝအဆက်အသွယ်ဖြတ်လိုက်ပါတော့သည်ဒီလိုနွမ်းပါတဲ့မိဘတွေရှိတာသူများသိရင်ငါတိတ်ခါကြမယ်ဆိုတော့အတွေးကသူမ၏ရင်တွင်အမြင့်တွယ်နေခဲ့သည်ရင်ကွဲရသောမိဘသမီးဖြစ်သူစီကတည်င်းမရတော့သဖြင့်စိုးရိမ်မကင်းဖြစ်ကဥပုံးနှင့်တော်များတို့သည်ရွာကပါလာသောဆန်နှင့်ငပိရီပူးလေးများကိုဆွဲကမြို့ပေါ်သို့လိုက်လာခဲ့ကြသည်တီတီအလုပ်လုပ်နေသောကုမ္ပဏီကြီးရှိသို့ရောက်သောအခါနွမ်းပါလာသောအဝတ်အစားများဖုံတက်နေသောဖက်နှက်များဖြင့်မိဘနှစ်ပါးကိုမြင်လိုက်ရခြင်းတွင်တီတီ၏မျက်နှာသည်ဒေါသကြောင့်နှိမ့်မြန်သွားသည်သူမ၏တငယ်ချင်းများနှင့်လူဖို့ကင်ပတ်များကဘေးတွင်ရှိနေခြင်းဖြစ်သည်ဒီမှာအဖိုးကြီးနဲ့အဖွားကြီးဘာလာလောက်တာလဲကျုပ်ကိုဘသူထင်လို့လာပတ်တတ်နေတာလဲဟုတီတီကအော်ဟစ်လိုက်သည်တော်များကမျက်ရည်များဖြင့်သမီးအမေတို့ပါသမီးအတွက်ရွာကစားစရာလေးတွေယူလာပေးတာဟုပြောတော်လဲတီတီကငါမှဒီလိုမွေးတည်နေတဲ့မိဘမျိုးမရှိဘူးဒါတွေကအမိုက်တွေပဲယူသွားကြစမ်းဟုဆိုကအထုပ်များကိုရိုက်ချလိုက်ပြီးလုံခြုံရေးဝန်ထမ်းများကိုခေါ်ကမောင်းထုတ်ခိုင်းလိုက်ပါတော့သည်ကံကြမ္မာ၏အလှဲ့အပြောင်းမိဘကိုစော်ကားခဲ့သောတီတီ၏လောက်ရက်သည်ကြာရှည်မဖုံးလွှမ်းနိုင်ခဲ့ပါသူမ၏လိန်ညာမှုများကိုတငယ်ချင်းများသိသွားကြပြီးကုမ္ပဏီပိုင်ရှင်ကလည်းမိဘကိုတော့မတိတတ်တဲ့လူဟာကုမ္ပဏီအပေါ်လဲတစ္ဆာရှိမှာမဟုတ်ဘူးဟုဆိုကအလုံးမှထုတ်ဝပဲလိုက်သည်တစ်ချိန်တည်းမှာပင်တီတီသည်ကားအက်ဆီဒင့်တစ်ခုဖြစ်ပွားကခြေထောက်နှစ်ဖက်စလုံးမတန်မဆွမ်းဖြစ်သွားခဲ့သည်သူမအားကိုးခဲ့သောတငယ်ချင်းများချစ်သူများအားလုံးသည်သူမကိုပြစ်ပယ်သွားကြသည်စူဆောင်ထားသမျှငွေကြီးများမှလည်းစီးဖိုးဝါခါဖြင့်ကုန်ဆုံးသွားခဲ့ရသည်နောင်တမျက်ရည်နောက်ဆုံးတွင်သူမ၌မြည်သူမှမရှိတော့ဘဲလမ်းဘေးတွင်ဒုက္ခရောက်နေချိန်တွင်သူမထံသို့လက်တစုံကမ်းလင့်လာသည်ထိုသူမှာသူမနှင်ထုတ်ခဲ့သောအိုးမေးမစွမ်းမိဘနှစ်ပါးပင်ဖြစ်သည်သမီးလေအမေတို့စီပြန်လိုက်ခဲ့ပါအမေတို့သမီးကိုစောင့်နေတယ်ဟုဒေါ်မြကပြောလိုက်ချိန်တွင်တီတီ၏ရင်ထဲ၌စူးအောင်သွားသည်သူမသည်မိဘနှစ်ပါး၏ခြေရင်းတွင်ဝက်ဆက်တွားကြော့ကရှိုက်ကြီးတငယ်ငိုကြွေးပါတော့သည်သမီးမှားပါပြီအမေသမီးအပြစ်တွေအယမ်းကြီးပါတယ်တီတီသည်နောင်တရခဲ့တော်လဲဆုံးရှုံးသွားသောအချိန်များနှင့်ကျမ်းမာရေးကိုပြန်မရနိုင်တော့ပါသူမသည်ကြံရှိသောဘဝတစ်လျှောက်လုံးတွင်မိဘနှစ်ပါးကိုပြုစုစောင့်ရှောက်ရင်းသူမ၏မိုက်ပြစ်များအတွက်နောင်တမျက်ရည်များဖြင့်ဖြတ်တန်းသွားရပါတော့သည်သင်ခန်းစာမိဘဆိုသည်မှာမိမြပင်ဆင်းရဲနွမ်းပါစီကမူသားသမီးအတွက်အနှိုင်းမဲ့သောကြည်စုရှင်များဖြစ်သည်မိဘကိုစော်ကားသောသားသမီးသည်ဘဝတွင်မိသူမှမကြီးပွားနိုင်ပေနောင်တဖြင့်သာအဆုံးသတ်ရတတ်သည်